ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီဟာမိုးကုတ်မြို့နဲ့နောင်ရှိုမြို့တွေကိုမနေ့ကလေကြောင်းကပေါင်900ပုံလာရောက်ကျေရှာတိုက်ခိုက်ခဲ့တယ်လို့တအန်းတက်မတော် PSLF TNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။နောင်ရှိုမြို့နယ်နေမြေတစေဈေးရက်ကွက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမေလ23ရက်နေ့ည9:00နာရီအချိန်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲရှာတိုက်ခိုက်ခဲ့လို့နေအိမ်9လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီလိုပဲမိုးကုတ်မြို့နယ်ရွှေလိပ်ပြအနီးတစ်ဝိုက်ကိုလည်းည7:00နာရီကျော်အချိန်ကဂျက်ဖိုက်တာနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာမေလ12ရက်နေ့ညအချိန်ကလည်းမတ်တုံမြို့နဲ့မိုင်းငေါမြို့တို့ကိုဂျက်ဖိုက်တာနဲ့ဘုံလာရောက်ကျေရှာတိုက်ခိုက်ခဲ့လို့ပြည်သူတယောက်သေဆုံးပြီး3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာအပြည့်အခတ်ရက်သက်တမ်းတလထပ်တိုးထားပေမဲ့လည်းနေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေပါတယ်။